ကမ္ဘာပေါ်တွင်အင်တာနက်အကောင်းဆုံးသောနိုင်ငံကိုရွေးချယ်ပါအဖြေမှန်ကတော့ကိုရီးယားဖြစ်ပါတယ်ကမ္ဘာပေါ်တွင်အလှပဆုံးအမျိုးသမီးတွေရှိတဲ့နိုင်ငံကိုရွေးချယ်ပါအဖြေမှန်ကတော့ယူကရိန်းဖြစ်ပါတယ်ကမ္ဘာပေါ်တွင်အကောင်းဆုံးဆေးဆရာဝန်တွေရှိတဲ့နိုင်ငံကိုရွေးချယ်ပါအဖြေမှန်ကတော့အမေရိကန်ဖြစ်ပါတယ်မတက်ရက်ပြီးအိတ်တဲ့တိရစ္ဆာန်ကိုရွေးချယ်ပါအဖြေမှန်ကတော့မြင်းဖြစ်ပါတယ်ဝါးကိုအဓိကစားသုံးသောတိရစ္ဆာန်အားရွေးချယ်ပါအဖြေမှန်ကတော့ပန်ဒါဖြစ်ပါတယ်ရှာဖြင့်အနံ့ခံသောတိရစ္ဆာန်ကိုရွေးချယ်ပါအဖြေမှန်ကတော့ငွေဖြစ်ပါတယ်